အားလုံးပဲမင်္ဂလာပါ 3D tape လဲပိတ်ပရိတ်နှလုံးပေါင်းရှင်းနှလုံးပေါင်းနှလုံးပေါင်းအကုန်ချုပ်ပြီးကျွန်တော်ပြပါဦးခင်ဗျာကျွန်တော်တို့ဒီဥစ္စာကဒီနှလုံးပေါင်းက8ရဲ့3ရဲ့8ဒီ3လုံးပေါင်းက8ဒီနှလုံးပေါင်းကကျွန်တော်တို့ခွန်ဒါခွန်ကျွန်တော်တို့ဥစ္စာလေးပဲဒီ3လုံးပေါင်းကခွန်ဒီမေက6ပါပါဒါကျွန်တော်1ဒီကောင်ကကျွန်တော်တို့9ဆိုကျွန်တော်တို့9ဒါမှမဟုတ်4ဖြစ်အောင်ဆိုလို့9ဒါမှမဟုတ်4ဖြစ်အောင်ဆိုကျွန်တော်5ဖြစ်နေခါကျတော့4 9ထည့်4 9ထည့်ကျွန်တော်အလဲရှာပါမယ်အလဲကလေရလဲကျွန်တော်ဒီနှလုံးကလည်းကျွန်တော်က6ဒီနှလုံး6ဆိုတော့ကျွန်တော်ကဒီဥစ္စာနှလုံး6ဆိုဒီဥစ္စာကလည်း6ပါဝါ1ဒီနှလုံးကဒီနှလုံးက6ဆိုတော့ကျွန်တော်တို့ဒီက6ထဲလာကြတယ်ဒီနှလုံးက4ဆိုတော့ဒီကောင်က9ဒီ3လုံးက9ရယ်5ရယ်ဒီ5ရယ်9ဒီခွန်ရယ်9ရယ်6ဆိုတော့ကျွန်တော်က6ဒါမှမဟုတ်ရင်1ဖြစ်ရဆိုတော့3ည5လဲ3ညဒါမှမဟုတ်5လဲအဲကျွန်တော်ထိန်နှလုံးပေါင်း site တစ်ခါဆွဲပြပါကျွန်တော်ဒီက1ဆိုတော့2ရ9ရနော်ဒီက1ဆိုရင်ကျွန်တော်ဒီနှလုံးက6ပါဝါ6ဒီက3ညဆိုတော့ဒီ9ရယ်ဒီ9ရယ်3ညဆိုတော့ဒီ6ရယ်3ညဒီက6ရယ်9ရယ် sorry ဒီက8ရယ်4ရယ်2ဆို2ရယ်ပါဝါခွန်ဒီက4ဆိုတော့4ဒါမှမဟုတ်ထိတ်နှလုံးပေါင်း4ဒါမှမဟုတ်ရင်9ဖြတ်မှဆို40ဒါမှမဟုတ်ရင်45 90 95တွဲကျွန်တော်နောက်ပိတ်ဆွဲပြမယ်နောက်ကျ break ချုပ်ပြမယ်နောက်ကနောက်နှလုံးပေါင်း site ဆွဲပြပါမယ် share ချုပ်ထားတာပါကျွန်တော်တို့နောက်ဘက်ကကျွန်တော်တို့ကဒီနှလုံးကခွန်ဆိုတော့ကျွန်တော်တို့ကဒီ2ရယ်9ရယ်1ရယ်6ပေါ့နော်ဒီ3လုံးပေါင်းရင်ခွန်ဒီ4ရယ်ဒီ2ရယ်6ဆိုတော့ဒီ9ရယ်ဒီ9ရယ်ဆိုရင်နော်ဒီ9ရယ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 ်ဒီ6ရယ်ကျွန်တော်တို့6
ဒီကောင်က4ဆိုတော့ဒီမဲ့4ဒီမဲ့8ရယ်4ရယ်2ရယ်လည်း4ပဲတော့ဒီမဲ့1ဆိုတော့ဆိုတော့ကျွန်တော်ဒီဥစ္စာ2ရယ်4ဆိုခွန်ဖြစ်မှကျွန်တော်1ဖြစ်မှာပါနော်ဆိုတော့ခွန်ဖြစ်မှာခွန်ဖြစ်မှာကျွန်တော်1ဖြစ်မှာပါအဲဒါဒီကခွန်အဲ့ဒါကျွန်တော်တို့နောက်ကတစ်ဆိုင်နော်ဒီကလေးလည်းကောင်းပါလေဒီမဲ့3ရယ်3ရရ3ဆိုတော့ကျွန်တော်တို့ဒီ3လုံးပေါင်းကြီးရလဲ3ရယ်4ရယ်6ရယ်ဒီ3ပေါင်းကြီးရလဲ3ဒီကောင်က8ဆိုတော့ဒီ3လုံးပေါင်းကြီးရလဲ3 8ရပါပါ3ဒီက8ဆိုတော့ဒီကောင်က1ရယ်5ရယ်ဒီ2ရယ်8ဒီကလည်း8 3 8 8 8အဲ့တော့ဒီကောင်က8ဒါမှမဟုတ်3ဖြစ်ရမယ်ဆိုတော့6ရှိတော့ခါကျတော့နှလုံးပေါင်းက2ဒါမှမဟုတ်ခွန်ဖြစ်ရပါမယ်အဲ့တော့2ခွန်ဖြစ်ပါမယ်နှလုံးပေါင်းဆိုတော့3ညခွန်5နှစ်အဲ့တော့နောက်လုံးပေါင်းရကျွန်တော်ပြိတ်ဆွဲပါမယ်ပုံချုပ်ပြီးပါကျွန်တော်ဒီဥစ္စာကျွန်တော်ဒီဥစ္စာနဲ့တူပါတယ်ဒီနှလုံးပေါင်း8ရယ်9ရယ်ခွန်ဆိုတော့ခွန်ရဲ့ပါဝါနဲ့ဒီမှာ6ဆိုတော့ဒီနှလုံးပေါင်း6ဆိုတော့6ရယ်ပါဝါ6ဆိုတော့ဒီနှလုံးပေါင်း6ဆိုတော့6ပြိပါပဲဒီမဲ့8ရယ်6ရယ်4ဆိုတော့9ပြိလာကြတယ်ကျွန်တော်တို့ဒီမဲ့1ဆိုတော့5 6ရယ်1ဆိုတော့ကျွန်တော်တို့ကဒီမဲ့ဆိုတော့ဒီဥစ္စာလေး1တောင်မှမဟုတ်6ပြိပါပဲနောက်က share ချုပ်ပြပါဦးမယ်ခဏစောင့်ပါဦးနော်နောက်ထပ်ချုပ်ပြပါဦးမယ် share ကိုပပဆက်ဆက်ချုပ်ထားတာပါနောက်ကကျွန်တော်ဆက်ပြီးတော့ချုပ်ပြပါကျွန်တော်တို့ဒီ3လုံးဒီ9ရယ်3ရယ်2ရယ်ဒီမဲ့3ညဆိုတော့တော့ချုပ်ထားတယ်ဗျာဒီမဲ့4ရယ်6ရယ်ဒီမဲ့3ညထိန်းနဲ့နောက်နှလုံးပေါင်းပိတ်နဲ့ဒီဟာက6ရယ်3ရယ်9 6နဲ့ပေါင်းတော့5ဆိုတော့5ရယ်ပါဝါနဲ့3ညနောက်က9ရယ်1ရယ်ဒီမဲ့2ရယ်2ဆိုတော့2ပါဝါဒီခွန်နှလုံးပေါင်းခွန်ဒီမဲ့ခွန်ရယ်6ရယ်4ဒါမှမဟုတ်9ဆိုတော့ခွန်နှလုံးပေါင်းခွန်ဒါမှမဟုတ်2ဖြစ်ပါမယ်အဲဆိုနှလုံးပေါင်းစိုက်ထိတ်နဲ့နှလုံးပေါင်းစိုက်ကွက်တီကိုအဲဆိုတော့ကျွန်တော်ချုပ်မယ်ဆိုတော့ဒီ5ခွန်9 5ခွန်9 5ခွန်
3ညာခွန်9 3ညာခွန်ဒီလေးခွက်ပါကြိုက်လို့ရင်တော့ကန်ဆယ်ကြည့်ပါဗျာ share ချုပ်တာထိတ်တွေရောနော်ထိတ်နှလုံးပေါင်းတွေရောနောက်နှလုံးပေါင်း site တွေရောပရိတ်တွေရောနောက်နှလုံးပေါင်း site ကိုထိတ်နဲ့နောက်နှလုံးပေါင်း site တွေချုပ်ထားရရောနော်share ချုပ်ထားတော့ကွယ်ကဲအားလုံးပဲကောင်းကြပါစေဗျာဒါကျွန်တော်တို့16ရက်2လ2026တော့ပါအားလုံးပဲကောင်းကြပါစေဗျာရှာရင်တော့ထိုးကြပါဗျာဒီလေးကွ